Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ဖန်တီးနေစေဖြစ်တဲ့ဒီပေါ့တစ်ခုအကြောင်းလေးနည်းနည်းပြောပြချင်တာတဲ့အဲ့လိုမျိုးတိုင်ပင်ချင်တာရောအဲ့လိုမျိုးပေါ့နော်အဲဆိုတော့သူကဘာလုပ်ပေးတာလဲဆိုတော့ Telegram group တွေကို management လုပ်ပေးတာဥပမာကိုကညဘက် group မှာဆိုရင်လည်းညဘက်မနက်ခင်းဘယ်နှစ်နာရီကနေဘယ်နှစ်နာရီထိပဲဖွင့်ခြင်းတယ်9နာရီကျရင်သူ့ဘာသူ auto ပိတ်သွားစာပို့လို့မရဘူးပေါ့နော်အဲ့လိုမျိုး function တွေစသဖြင့် group မှာကတော့ဒီ 2D 3D ဆဲတဲ့စကားစသဖြင့်အဲ့ဟာတွေအကုန်လုံးလိုက်စစ်ပေးမယ်အဲ့လိုမျိုးလုပ်ပေးမယ်ပေါ့နော်ဒီဆိုကျွန်တော် paying channel paying group တွေ channel တွေအတွက်auto ဟိုကျွန်တော်တို့ကလိုက်ပြီးတော့ဟိုလိုမျိုးတင်ပေးစရာမလိုဘဲနဲ့အဲ့ဒီအောင်နှိပ်လိုက်တာနဲ့ payment တွေပါတယ်သူကသူ auto လုပ်ပေးသွားမှာပေါ့နော်ဒီဆို group link ကိုလည်းဒီရဲ့member စီကိုတောက်လျှောက်ရောက်သွားမှာပေါ့နော်ဒါကတော့ပုံမှန်တိုင်းပဲအရင်မထူးခြားဘူးလို့ထင်လို့မပြောပြတော့ပါဘူးအခုကတော့ Telegram ဒီကျွန်တော်တို့ channel တွေမှာဈေးရောင်းနေတာပေါ့နော်အဲ့ရဲ့အတွက်ဆိုပြီးတော့ကျွန်တော်ကနည်းစိတ်ကူးပြီးတော့ကျွန်တော်ရေးလိုက်တာပေါ့နော်ကျွန်တော်ရေးလိုက်တာအဲဆိုတော့အဲ့အကြောင်းလေးနည်းနည်းပြောမယ်ပေါ့နော်ဒီမှာဘောအရင် run လိုက်အောင်ဒီအရေးကြီးတဲ့ဒီဘော1 2 3 each one from the ball and remaining dot key line so ဒီမှာပေါ့ run ဒီမှာဒါကအခုကရေးနေစေပေါ့နော်ရေးနေစေဖြစ်နေပြီဒါဆိုဘောက run နေပါပြီကျွန်တော်ဒီ public တင်ဖို့တော့လိုပါသေးတယ်အခုကလိုက်စစ်ပြီးတော့ထပ်ပြီးတော့ထည့်ချင်တာလေးရှိနေပြီးတော့အကြောင်းမလို့ပါအခုကဆိုတော့ကျွန်တော်တို့ဒီဘက် order တင်မဲ့အပိုင်းကနေစမယ်ဆိုရင်ဒီရဲ့ဒါကဒီကျွန်တော်အခုဒီဘက်ပြနေတဲ့ဘက်ကဒီshop owner ပေါ့နော်ဒီဘက်ကဝယ်မဲ့သူရဲ့ Telegram ပေါ့ဒါက shop owner ဘက်ကအဲဆိုတော့ဒီမှာmy shop ကိုနှိပ်ရပါမယ် my shop နှိပ်လို့ကျွန်တော်စီမှာဒီလိုမျိုးဟိုဟာလေးပုံမှာပေါ့နော်ဒီဟာကchannel owner ဘက်ကမြင်ရမယ့်စာမျက်နှာဖြစ်ပါတယ်ဒီဘက်ကဝယ်သူရဲ့စာမျက်နှာဖြစ်ပါတယ်အဲဆိုတော့ဒီမှာကျွန်တော်တို့သူစီမှာပါတာက new order to delivery new product sale report payment ပြီးဆို broadcast setting ဆိုပြီးပါမယ်ပေါ့နော်ဒီက new order ဆိုတော့ဒီကနေတော့ဒီ customer တင်လိုက်တဲ့ order တွေဆိုကျွန်တော်တို့ဒီ new order ဆိုဒီမှာလာပြအောင်ဖြစ်ပါတယ်ဒီမှာလာပြမှာ order to order ဆိုတာကျွန်တော်တို့ကဒီဟာတွေစစ်ဆေးပြီးတော့အကုန်လုံးသူ့စီပို့ပြီဆိုရင်ကျွန်တော်တို့ဒီမှာ to delivery ကနေကျွန်တော်တို့အဲ့ရဲ့ manage လုပ်လို့ရပါတော့အဲ့ကနေကျွန်တော်တို့က approve လုပ်လိုက်ရတဲ့ဒီလာဝယ်တဲ့ customer စီကိုတခါတည်းပစ္စည်းပို့လိုက်ပါပြီဆိုပြီးတော့အစတစ်ဖြင့်ပို့ပေးမှာဖြစ်ပါတယ်ဒီ new product ကတော့ကျွန်တော်တို့ဒီ product တင်လိုက်ရင်ဒီမှာတင်လိုက်တာနဲ့ဒီရဲ့ကျွန်တော်တို့ channel တွေပေါ့နော်ဒီတစ်ခုတည်းမဟုတ်ဘဲနဲ့အကယ်နှစ်ခုရှိမယ်ဆိုရင်နှစ်ခုသုံးခုဆိုလည်းသုံးခုအဲ့မှာတစ်ခါတည်းသွားပြီးတော့တင်ပေးမှာဖြစ်ပါတယ်ဒီ product ကတော့ကျွန်တော်တို့ဆီမှာရှိတဲ့ product ရဲ့ကျွန်တော်တို့ stock တွေပေါ့နော်အဲ့လိုမျိုးဘယ်ဟာဘယ်လောက်ရောင်းပြရစသဖြင့်ကြည့်လို့ရအောင်ပြောပါတယ် sale report ကတော့ကျွန်တော်တို့ဒီမှာရောင်းသမျှတွေတဲကနေကျွန်တော်တို့report လုပ်ထားတဲ့ဟာပေါ့နော်ဘယ်လောက်ရောင်းရလဲဘယ်လောက်စသဖြင့်ပေါ့အဲ့ဟာတွေကိုကျွန်တော်တို့ဒီ Excel နဲ့ PDF နဲ့ file နဲ့ထုတ်လို့ရမှာဖြစ်ပါတယ် payment info ကကြတော့ကျွန်တော်တို့ဒီ customer ဝယ်ရန်နှိပ်လိုက်တာနဲ့ဘောကအချက်လက်တွေမေးမှာပေါ့နော်ဘယ်နှခုယူမလဲ site ဘယ်လောက်လဲအယောင်ဘယ်လောက်လဲစသဖြင့်မေးပြီးတော့အကုန်လုံးပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့သူကတက်ပြီးတော့ payment ပေးလိုက်ပြီး payment ဆိုကျွန်တော်တို့ဟိုဒီငွေချေမယ်လို့နှိပ်လိုက်ရင်ဒီရဲ့ channel owner ရဲ့ဒီ gateway ပေးစသဖြင့်အဲ့ရဲ့ဟိုQR ပုံနဲ့ကျွန်တော်တို့payment information ဖော်ပြမှာဖြစ်ပါတယ်ဒီမှာပေါ့ဒီဟာကကြတော့ကျွန်တော်တို့ promotion ဒါမှမဟုတ် customer တွေ announce လုပ်တဲ့ခါကျရင်ဒီဟာနဲ့သုံးပြီးတော့ပို့လို့ရပါတယ်ပြီးကျွန်တော်ဒီဟာ setting ကတော့ဒီ logo တို့ဒီကျွန်တော်တို့ကဒီ order တင်ပြီးတော့ね voucher အစဒီဘောကပို့ပေးမှာဆိုတော့ကျွန်တော်ဒီထဲမှာ logo တွေစသဖြင့်ပါမယ်ပေါ့နော်ဒီကကျွန်တော်တစ်ခုချင်းဒီမှာပြောရမယ်ပေါ့အခုလောလောဆယ်တော့ကျွန်တော်တို့ဒီ new product တစ်ခုစပြီးတင်တဲ့ပုံစံလေးကျွန်တော်လုပ်ထားတာပေါ့နော်အဲ့ဒါဒီမှာသူကproduct ပုံတောင်းတယ်ဆိုကျွန်တော်တို့ကဒီမှာဒါက channel owner ဘက်ကပေါ့နော်ကျွန်တော်ဒီမှာ file ကထုတ်တဲ့ဟာလေးဆွမ်းနာကျွန်တော်စိတ်ထားရှိတယ်
ဆိုရင်ဒီပုံလေးပေါ့ copy ပဲဆွဲလိုက်ကျွန်တော်ဒီမှာဒီမှာကျွန်တော် name ချက်မေးတယ်ပေါ့နော်ချက်မေးရဆိုရင်ကျွန်တော်တို့ကဒီ frame မှာကျွန်တော်ဆွဲရဒီဟာလေး frame ဒီဟာလေး copy ဆွဲလိုက်ဒီမှာ name ပေါ့နော် name ကျွန်တော်တို့ရေးလိုက်မယ်ပြီးတော့ကျွန်တော်တို့ price မေးတယ်ဆိုရင်ကျွန်တော်တို့ price လေးထည့်ပေးမယ်23,500 23,000ပေါ့နော်23,500ဆိုတော့23,500ဒီမှာပြီးရင်ကျွန်တော် description မေးတာပေါ့ description မေးရဆိုရင်ကျွန်တော်တို့ကဒီဟာ frame နဲ့ဒီလေးဖြောင်းစသဖြင့်ဒီဟာပထမဆုံးတိုက်တယ်ဖြစ်နေကျွန်တော်ကထားလိုက်မယ်ပြီးတော့အောက်မှာကျွန်တော်တို့description လာမှာပေါ့နော်ဒီယောဂအတွက်ပါညာစသဖြင့်လောက်ရဆိုကျွန်တော်ကဒီဟာကနေစပြီးပဲပုံပြလိုက်မယ်ကျွန်တော်တို့အထင်းနေပါတယ်ဒီမှာကျွန်တော်တို့နေလိုက်ဒီဆိုကျွန်တော်တို့နေလိုက်ကျွန်တော်ဒီဘက်မှာဒီ customer ဘက်မှာ auto ပို့ပေးတာဒါကကျွန်တော်တို့ channel ပေါ့နော် channel တစ်ခုဆိုလဲတစ်ခုကျွန်တော်တို့ဒီအပ်ထားတဲ့ဒါတွေကိုဒီမှာ auto ရောက်သွားမှာဖြစ်ပါတယ်ဒါကဒီဘက်မှာ description နဲ့ဒီလိုမျိုး order ဒီဘက်ကို auto တက်သွားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကအခုဒါက order တင်တဲ့ပုံစံပေါ့နော်ဝယ်တဲ့ဟာကျွန်တော်ခဏမှပြပါမယ်ဆိုတော့နောက်ထပ်ဒီမှာပါတဲ့ function ကဒီလိုလို့ဆိုရင်မှာဆိုကျွန်တော်တို့က my shop ခေါ်လိုက်ကျွန်တော်ဒီမှာ my shop လို့နှိပ်လိုက်တာ ਨੇ ကျွန်တော်တို့ဒီဘက်က sorry ဒါကဟို channel ထဲမှာ channel ပေါ်မှာရိုက်ကမှာပေါ့နော်ကျွန်တော်ဒီမှာ channel တင်ပြီးလိုက်ဆိုတော့အခုကျွန်တော်တို့ဒီမှာပါလာပြီကျွန်တော်နည်းနည်းပြောပြချင်တော့ဘာကောင်းမကောင်းအဲဆိုအခုဒီမှာဒီ product တွေဘာတွေကဒီကနေပြီးတော့ကျွန်တော် order တင်ပြီးလိုက်ဆိုပြောပြမယ်ပေါ့နော်အခုဒီလိုမျိုးရှိနေတာပေါ့ကျွန်တော် order တင်ပြီးလိုက်ဒီမှာ customer ကဒီရဲ့ပစ္စည်းကိုဟိုကျွန်တော်တို့ဝယ်မယ်လို့နှိပ်လိုက်တာ ਨੇ ဝယ်မယ်လို့နှိပ်လိုက်ကျွန်တော်ဒါက boss ရောက်သွားပါနော် boss ရောက်သွားသူကဒီဒီမှာ frame မဘိန်းစသဖြင့်ဒီမှာ23,500ဆိုအရေးအတွက်ရေးပါဥမာတစ်ခုလားနှစ်ခုလားတစ်ခုနှစ်ခုစသဖြင့်ဒီအောင်မေးမှာပြပါဒါက boss အတွက်ဖြစ်သွားပြီဒီ customer အခုထိဒီ channel owner ဘာမှလုပ်ဆရာမလိုသေးပါဘူးဒီဟာ boss ကပဲလုပ်နေရပါတော့အဲဆိုကျွန်တော်ကတပူးယူမယ်ပေါ့နော်1ပေါ့1တပူးယူမယ်ပြီးသွားရင်ဆိုတော့သူကမှတ်ချက်အရာဒါမှမဟုတ် site ရေးပြပါစသဖြင့်skip ပေါ့နော်ဒီဟာ save မှာဆိုတော့မလိုဘူး okay ကျွန်တော်အဝတ်ထဲစသဖြင့်တခြားဟာဆိုလိုမှာဆိုတော့ကျွန်တော်ဒါလေးထည့်ထားပြီးမှတ်ချက် special request အနေနဲ့ရေးလို့ရပါတော့တပူဒီမှာတော့ကျွန်တော်ကဗာရေးပြရမရေးတော့ဘူးเนาะတပူပဲဆိုတော့ကျွန်တော် skip တိုင်းမယ်ရေးရင်တော့ရတယ်နော်ဒီမှာအမြန်ပို့ပေးပါမယ်ဆိုတော့ကျွန်တော်တစ်ချက်ရေးလိုက်ဒီမှာပို့ပေးပါတယ်ကျွန်တော်ဒီမှာရပြီပေါ့နော်နောက်ထပ်ဈေးဝယ်ဦးမလားဒါမှမဟုတ်ငွေရှည်မလားနှစ်ခုကြည့်လို့ရပြီးဈေးချမ်းထဲမှာခုပါဝယ်ပြီးလိုက်လေအဲ့ဒါဒီထဲမှာကြည့်လို့ရဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာနောက်ထပ်ဈေးဝယ်အောင်မယ်ဆိုကျွန်တော်တို့ shop ထဲကိုပြန်ရောက်သွားမယ်ကျွန်တော်တို့ထပ်ဝယ်လို့ရသေးတယ်ငွေချေးမယ်ဆိုရင်ကျွန်တော်တို့ဒီ owner ရဲ့ဒီဘက် channel owner ရဲ့ payment information ကြမယ်ပေါ့နော်အဲ့လိုမျိုးပေါ့အခုကကျွန်တော်ထပ်မဝယ်ပြတော့ဘူးအရင်ရှည်သွားမှာဆိုလို့ကျွန်တော်ဒီမှာငွေပဲခါလေးရှည်ပြမယ်ဒီဘက်ကငွေချေမယ်ပေါ့နော်ငွေချေမယ်ဆိုတော့မှာယူသူရဲ့အမည်ရေးပေးပါဆိုတော့ဒီမှာတော့မောင်မောင်လို့ပဲရေးလိုက်ပါမယ်မောင်မောင် sorry မှာယူသူရဲ့အမည်ရမောင်မောင်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်က399113456989စသဖြင့်ဖုန်းနံပါတ်ထည့်ပေးလိုက်မယ်ပို့ဆောင်ရမယ့်လိပ်စာဆိုတော့ကျွန်တော်တို့က number ကျွန်တော်တို့200နဲ့မှ50မြန်မာလိုရေးလိုက်ရတယ်နော်မြန်မာလိုရေးလိုက်ရတယ်အမှတ်900
ပြီးသွားရင်တာမွေစသဖြင့်ပေါ့တာမွေရန်ကုန်တာမွေရန်ကုန်ပေါ့ဒီကပို့ပေးလိုက်မယ်အဲ့ဆိုသူကဒီမှာကျွန်တော်တို့ဒီဟာကဒီ channel owner ရဲ့payment ပေါ့နော်ဥမာသူ့ရဲ့ဟိုဟာတွေတခါတည်း slip တွေတခါတည်းပြန်ဒီမှာငွေ slip ပို့ပေးပါပေါ့ဒီမှာကျွန်တော်တို့ဒီဟာကတခုပဲဝယ်လို့23,500ဖြစ်နေအကိနှစ်ခုသုံးခုဆိုစသည်ဖြင့် total amount သူ့ဘာသူတက်သွားတယ်ဒါကကျွန်တော်ဒီဘက်မှာဒီ payment info ထဲမှာထည့်ထားတဲ့ဟာပေါ့နော်ဒီမှာ payment info ထဲမှာကျွန်တော်တို့ screenshot နဲ့ကျွန်တော်တို့ဒီလိုအပ်တဲ့ချက်လက်တွေဒီမှာမေးမှာပေါ့ဒီဘက်channel owner ဘက်ကပေါ့နော်အဲ့ဆိုတော့ဒီမှာတော့ကျွန်တော်မပြတော့ဒီမှာအဲ့လိုမျိုးဒီဘက်ကpayment info ထည့်ထားတဲ့အတိုင်းဒီမှာ customer စီမှာသွားပေါ်မှာဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့ slip တစ်ခုပို့ချင်တယ်ပေါ့နော် slip တစ်ခုပို့ချင်တယ် slip ကဒီမှာကျွန်တော်ဝင်ရှင်းလိုက်မယ်ပေါ့နော်ဒီမှာကျွန်တော် auto လုပ်လို့ရတယ်ဒီနားမှာ auto စစ်တယ်ဒါပေမဲ့မှားရင်ကောင်းမှားရင်နိုင်တယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့မလုပ်တာပါဒီမှာလူကိုယ်တိုင်စစ်တာစိတ်ချဆိုပေမဲ့မြန်မာနိုင်ငံမှာ fake နေပို့တာအရင်များတော့အခုဒီမှာ order တင်ပြီးပါပြီအများဆုံးဆက်သွယ်ပေးပါမယ်ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ဒီဘက်က channel owner ရဲ့စီမှာကျွန်တော်ဒီဘက်ကဒီ slip နဲ့ဒီရဲ့ဘာ frame 1h အမြန်ပို့ပေးပါရင်စသဖြင့်ဒီလိုလေးပေါ်နေတာပေါ့နော် order item name ပါမယ် phone number ပါမယ် address ပါမယ်စသဖြင့်ကျွန်တော် view list ကတော့အဲ့ရဲ့ order တက်လာတဲ့ item ကိုကြည့်တာပါဘယ်နှမျိုးလဲစသဖြင့် approve off ဆိုတော့နှိပ်လိုက်ရင်တော့ဒီဘက်မှာကျွန်တော်တို့ဒီသူက voucher ဥပမာသူကပစ္စည်းတစ်ခုပဲဆိုရင်တော့ကျွန်တော်တို့တစ်ခုပဲပေါ့မယ်နှစ်ခုသုံးခုဆက်ဝယ်နေရင်တော့ကျွန်တော်ဒီအကုန်လုံးပုံမှာအဲ့ကြောင့်မလို့ကျွန်တော် approve off ကိုဒီဘက်ကနှိပ်ပေးရမယ်ပေါ့နော်အခုကျွန်တော်ဒီမှာ0ဖြစ်နေတယ်ကဲ mind short နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ new order ဆိုပြီးတော့ကျွန်တော်ဒီအောင်မနှိပ်ဖြစ်တယ်ပေါ့နော်အကယ်၍ကြည့်နေတဲ့အချိန်ဆိုတော့အဆင်ပြေတယ်အကယ်၍ဒီရဲ့ admin ကမရှိသေးဘူးဒီ short owner မရှိသေးဘူးဆိုကျွန်တော်တို့ဒီ mind short ခေါ်လိုက်တာနဲ့တက်လာတဲ့ဟာတွေဒီထဲမှာဒီ new order တွေမှာအကုန်လုံးသက်ကြည့်လို့ရပါတယ်ဒီမျိုးတစ်ခုချင်းတော့ line နှိပ်စရာမလိုပါဘူးအကယ်၍ရှိတဲ့အချိန်မှာပေါ့နော်အဲ့ဆိုရင်ကျွန်တော် new order ဆိုပြီးတော့မှ1ဖြစ်သွားတယ်အဲ့ဆို new order တွေကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာ manage ပေါ့နော် manage ကိုဒီမှာ15 pay ဆိုပြီးတော့ပေါ်နေတာပေါ့ဒီဟာလေးနှိပ်လိုက်အဲ့ဆိုဒီမှာကျွန်တော်ဒီပုံမှာဒါက approve အတွက်ပေါ့နော်ဒီ payment approve အတွက်ကျွန်တော်တို့နှိပ်တာဒီကအခုဒီမှာမြင်နေရတယ်ကျွန်တော်တို့တစ်ခုဝယ်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့send voucher ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်သူ့တခါတည်းကျွန်တော်ငွေဝင်လားကြည့်မယ်ပေါ့နော်ကျွန်တော်ငွေဝင်လားငွေဝင်နေဆိုရင်ကျွန်တော်ဒီမှာ approve လုပ်ပေးလိုက်မယ်အဲ့ဆို send voucher လို့ကျွန်တော်နှိပ်လိုက်ခဏ processing လုပ်နေရဆိုကျွန်တော်ဒီဘက်မှာခဏစောင့်အောင်ကျွန်တော်ဒီနောက်ကွယ်မှာဒီ code တွေ run နေပေါ့နော်မြန်မာစာတွေကျွန်တော်မှန်အောင်လုပ်ထားပေးပါတယ် voucher ထဲမှာကျွန်တော်ဒီမှာမြင်နေရတယ်ကျွန်တော်ဒီကနေပြီးသွားရင်ဒီမှာစောပို့ပေးမယ် customer ဘက်ကိုဓာတ်ပို့ပေးရပါတော့ကျွန်တော်ဒီမှာ no needed ကျွန်တော်ဒီဘက်မှာကျွန်တော်တို့တော့ပေါ်နေပါပြီဒီမှာဒီမှာသူကဆင်ဟာတီးပြလိုက်ပါပြီကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာ voucher လေးပေါ်ပါတယ် voucher လေးပေါ်ပါတယ်ကျွန်တော်တို့ just one လုပ်လိုက်မယ်ကျွန်တော်ဒီမှာပေါ်မဲ့ပုံစံလေးပါဒါက voucher ရဲ့ပုံစံလေးပါဒါက voucher ပုံစံလေးကျွန်တော်တို့တခါတည်းဒီ logo တွေကကျွန်တော်တို့အဲ့ Sona setting တွေကနေမှကျွန်တော်တို့ဒီ channel owner ဘက်ကနေပြီးတော့မှ position နဲ့ logo ထည့်လို့ရပါတယ်ပြီးဆိုရှင်းသွားပြီဒီမှာ voucher နံပါတ်ကျွန်တော်ထည့်ထားပေးတယ် voucher နံပါတ်00015စသဖြင့်များလာရင်တော့ဒီနံပါတ်ပြောင်းသွားမယ်ဒီမှာ customer နာမည်ပါမယ်ဖုန်းနံပါတ်ပါမယ်ကျွန်တော်တို့ဒီမှာ address 905တာမွေရန်ကုန်စသဖြင့် quality ဘယ်နှခု total ဘယ်လောက်ကျတယ်စသဖြင့်အကုန်ပါတယ်ဒီဟာကကျွန်တော်တစ်ခုပဲဝယ်လိုက်လို့ပေါ့နော် quality ဆို1ဒီဆိုမှတ်ချက်အနေနဲ့ကျွန်တော်ဒီဟာလေးမှလာပို့ပေးတယ်ဆိုတော့ကျွန်တော်တို့ skip မှာနှိပ်တယ်ဟာမြန်ပို့ပေးပါရန်စသဖြင့်ဒီဟာလေးcustomer ဘက်ကိုပို့ပေးတာပေါ့နော်ဒါလေးဒီ voucher လေးပို့ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ကနေပြီးတော့အခုဒီမှာဒီလိုမျိုးပို့လိုက်ပြီပေါ့နော်ဒါ voucher ပို့ပြီးတော့ဟုတ်ပြီကျွန်တော်တို့ကဒါကonline ကနေဆိုတော့ကျွန်တော်တို့ delivery way စသဖြင့်ဒီမှာကျွန်တော်တို့ delivery ဆိုတာနှိပ်လိုက်တာနဲ့ကျွန်တော်တို့နော်ကျွန်တော်ဒီမှာ my shop ခေါ်လိုက်ပြီးဆိုရင်ဒီ to delivery မှာကျွန်တော်တို့6ဖြစ်သွားရင်ဆိုတော့ကျွန်တော်တို့ဒီမှာ5ပဲရှိရပါတော့ပြလို့မရတော့ကျွန်တော်ကျော်လိုက်ဒီမှာ1 2 3 4 5 6ဒီမှာ6ဖြစ်သွားရင်စဒီမှာ9ခုပဲရှိရပါတော့9ခုပဲရှိသွားပြီဒီမှာက
ကျွန်တော်တို့6ဖြစ်သွားပြီပေါ့နော်တစ်ခုတိုးလာတော့ဒါကအရင်ကျွန်တော်စမ်းထားတဲ့ product တွေရှိလို့ပေါ့စမ်းထားတဲ့ product ရှိလို့ to delivery ဆိုတာနှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာမောင်း AD စသဖြင့်ဒီလိုမျိုး list align ကျွန်တော်တို့ကြာပြီးမှာပေါ့နော်ဒီလို list align ကြာပြီးမှာအခုကကျွန်တော်တို့ဒီ15ခုတက်လာတဲ့ဟာမောင်းနာမည်နဲ့ပေါ့ဟိုတစ်ခုချင်းလိုက်ကြည့်လို့ရပါတယ်အဲဆိုတော့ကျွန်တော်တို့ကဒီဟာကိုပို့ပေးရပြီကျွန်တော်တို့ကဒီဟာကိုပို့မယ်ပေါ့ကျွန်တော်ပို့လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီဟာလေးနှိပ်လိုက်ဒီမှာ customer ရဲ့အချက်လက်တွေပြန်ကြပါတယ်ဘယ်ကိုပို့ပေးရမလဲစသဖြင့်ကျွန်တော်တို့ပို့ပေးရမယ်ဒီမှာလုပ်လို့ရပါတော့ဒီကိုပို့လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီက make deliver နှိပ်လိုက်တာနဲ့ဒီမှာကျွန်တော် PC ပို့လိုက်ပါပြီဆို customer ဘက်မှာကျွန်တော်စာရောက်သွားမှာဖြစ်ပါတယ်စာရောက်တော့မှာပေါ့ဒါ customer ဘက်ကတော့ဒါဆိုပြီးသွားပြီပေါ့နော်ဒီထဲမှာနောက်ထပ်အချက်လက်တွေထပ်ဖြည့်ဖို့တော့အများကြီးလိုပါတယ်ကျန်တဲ့ဒီဟိုဟာတွေမှာလည်းနည်းနည်းထပ်ဖြည့်အောင်ပါပေါ့နော်အခုကကျွန်တော်တို့ဒီလိုမျိုးဆိုရင်ကျန်တဲ့ဟာတွေလည်းအဲ့လိုမျိုးပဲdeliver နှိပ်လိုက်တာနဲ့ကျွန်တော် customer စီကိုဒီ delivery ရောက်သွားပါတော့ဒီဆက်နည်းနည်းပိုပြည့်စုံစုံလေးနဲ့ကျေးဇူးတင်ရှိကြောင်းပါညာစတယ်ပဲဒီမှာတော့ပါမှာပေါ့အခုကဒီတိုင်းပဲနည်းနည်းရှိနေကြတာပေါ့ထပ်ဖြည့်ရအောင်ပေါ့ဆိုတော့ဒီဘက်မှာနောက်ထပ်ဟောဘက်ကဘာလုပ်လို့ရသေးလဲဆိုကျွန်တော်တို့ my shop ကိုထပ်ခေါ်လိုက်မယ်ပြီးတော့ရင်ဆိုတော့ကျွန်တော်တို့သူ delivery ရှိတာပြီးဆိုကျွန်တော်ဒီမှာ product ကြည့်လို့ရတယ်ကျွန်တော် product ဒီမှာကျွန်တော်ဖုန်းရောင်းထားတယ်ကုန်ကြီးရောင်းထားတယ်ဘယ်နှခုကျွန်တော် stock တွေလိုက်ကြည့်လို့ရတယ်ပေါ့နော် stock တွေလိုက်ကြည့်လို့ရပါတယ်ဒီမှာဘလောက်စသည်ဖြင့်ပေါ့ဒီရဲ့ဟာတွေအကုန်လုံး list view ကြည့်လို့ရမယ်အဲ့ဒါက product တွေပြန်ကြည့်ရပါတော့ပြီးတော့ရင်ကျွန်တော်တို့ဒီ sale report ကြည့်တဲ့နေရာပေါ့ sale report ကြည့်တဲ့နေရာကျတော့ sale report ဆိုရင်ဒီနေ့အတွက်ဒီနေ့ရောင်းရတဲ့ဟာကိုကြည့်ချင်ဒီနေ့အတွက်မနေ့ကရောင်းရတဲ့အတွက်ဆိုဒီမှာနှိပ်ရမယ်ဒါမဲ့ဒီလအတွက်လားဒါမှမဟုတ်ပြီးခဲ့တဲ့လအတွက်လားစသဖြင့်ပေါ့နှစ်ရှိသွားရင်တော့နှစ်ထီတော့ကျွန်တော်တို့အရင်မလို့လို့ထင်တာပဲကျွန်တော်အကယ်၍လိုရတယ်ဆိုလည်းကျွန်တော်ဒီမှာထပ်ပြီးတော့ကျွန်တော်ဖြည့်မှာပေါ့နော်အခုလောဆယ်တော့ကျွန်တော်ဒီလေးခုပဲစီစဉ်ထားတာပေါ့ဒီနေ့အတွက်ဆိုတော့ကျွန်တော်တို့ဒီမှာရောင်းလိုက်တဲ့ဟာတစ်ခုရှိရယ်ကျွန်တော်ဒီလိုမျိုးကြည့်ကျွန်တော်ခဏဆောင်လိုက်သူက checklist တွေပါကျွန်တော်တို့ချုပ်ပေးပြီးဖြစ်ပါတယ်ကျွန်တော်ဒီနောက်မှာလုပ်နေပါပြီဒီမှာကျွန်တော်တို့ရောင်းရတဲ့အမျိုးမျိုးဒီမှာကျွန်တော်တို့ဒါကဒီအရောင်းရဆုံးဒီနေ့သူကဒီမှာအရောင်းရဆုံး၅ခုထုတ်ပြီးမှဖြစ်ပါတယ်အခုကကျွန်တော် PC တစ်ခုပဲရှိလို့ပေါ့နော် PC တစ်ခုပဲရှိလို့ကျွန်တော် back ပြန်ထွက်လိုက်မယ်ဒီနေ့ရောင်းရတဲ့ဟာကျွန်တော်တို့ဒီကကြည့်ရပါတော့ okay PDF file ထုတ်ရင်လည်းရတယ်ဆိုတော့ကျွန်တော်ခဏမှနည်းနည်းအများကြီးနဲ့ကျွန်တော်ထုတ်ပြရအောင်မယ်အခုကတော့ကျွန်တော်ဒီလမှာရောင်းရတဲ့ဟာဆိုပြီးတော့ကျွန်တော်ကြည့်ရအောင်ပြပြမယ်ဒီလပေါ့ this month ဒီအောင်နှိပ်လိုက်မယ်ပြီးရင်ဆိုကျွန်တော် checklist နဲ့ပြမယ်ပေါ့နော်ဘာသိမကောင်းဘူးနည်းနည်းလေးတော့ကျွန်တော်စောင့်ရပါမယ်ကျွန်တော်ဒီမှာရောက်နေပြီဒါကကျွန်တော်တို့အရောင်းရဆုံးဒီမှာဒီဟာက smart watch ဆိုရင်ကျွန်တော်စမ်းထားတာပေါ့နော် smart watch 9 inch ပြီးဆိုတာ9 inch ဖုန်းဒီမှာစသဖြင့်အဲ့လိုမျိုးပေါ့နော်ဒီ1 2 3 4 5မျိုးအဲ့လိုမျိုးပြမှာဖြစ်ပါတယ်ဒီဟာက6ခုထိရောင်းရလို့အရောင်းရဆုံးဆိုပြီးတော့ကျွန်တော်ဒီမှာပြနေဖြစ်ပါတယ်ပြီးတော့ checklist လည်းပါမယ်ပေါ့နော် checklist လည်းပါပါမယ်ပြီးရင်ကျွန်တော်တို့ Excel file နဲ့ထုတ်ချင်လားဒါမှမဟုတ်ရင် PDF file နဲ့လားဒီဟာပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ PDF file နဲ့ထုတ်ချင်တယ်ဆိုရင်ကျွန်တော်ဒီ PDF ကိုနှိပ်လိုက်အောင်မယ် Excel ဆိုလဲ Excel နဲ့ပေါ့နော်ကျွန်တော် PDF file ကဖုန်းတွေမှာဆိုတော့ပို့အဆင်ပြေပြီပေါ့နော် Excel နဲ့အဆင်တော့ပြေပါတယ်ဒါပေမဲ့ကွန်ပျူတာအတွက်ပို့သုံးတယ်ဆိုတော့ထင်လို့ပါဒီမှာကျွန်တော်တို့save report ထုတ်လိုက်ပြီပေါ့နော်အဲ့ဆိုကျွန်တော်ဒီဟာလေးနှိပ်ပြီးကြည့်လိုက်အောင်ပါပဲကျွန်တော်ဒီမှာ save report ထပ်လာပါပြီအရောင်းစင်းချုပ် save report ဆိုပြီးတော့ကျွန်တော်ထုတ်ယူနေတဲ့အချိန်က2026တလပိုင်းကနေအခုsorry တရက်ကနေကျွန်တော်တို့16ရက်နေ့ထိပေါ့16ရက်နေ့ထိထုတ်တာဒီမှာတရက်တလပိုင်း2026ဒီမှာ16ရက်နေ့ထိပေါ့ကျွန်တော်ထုတ်ထားတာဒီမှာဘယ်နေ့ကဘယ်လောက်ရောင်းထားတယ်နာမည်ကဘယ်သူ့ကိုရောင်းထားတယ်စသဖြင့်ပေါ့ကျွန်တော်ဒီမှာ2026 16ရက်နေ့ဒီမှာ phone ရောင်းလိုက်တယ်ဒီမှာအရေးအတွက်ထုတ်ပေးတယ်ပြီးဆိုဒီမှာမောင်ဆိုပြီးတော့ကျွန်တော်ဒီဟာပေါ့နော်ဒီမှာတော့ထပ်ဖြည့်လို့တော့ရပါပြီနောက်ထပ်ကျွန်တော် cost ကဘယ်လောက်ရောင်းရတာဘယ်လောက်စသဖြင့်ဒီမှာကျွန်တော်ထပ်ထည့်မှာပေါ့နော်နောက်ကျရင်တော့ပြီးဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်စသဖြင့်အကယ်၍အရောင်းရဒီထဲမှာအများဆုံးဝယ်တဲ့လူကျွန်တော် promotion ပေးတာစသဖြင့်ဒီမှာကြည့်လို့ရပါတော့ save report ကဒီမှာကြည့်လို့ရတယ်အားလုံးပေါင်းစုစုပေါင်း90ရာ1000သိန်းဒီမှာဆိုတော့94သိန်းပြတာပေါ့နော်အကုန်လုံးဒီရရောင်းရမယ်ဒီလိုမျိုး PDF file နဲ့လည်းပြန်ကြည့်လို့ရမှာဖြစ်ပါတယ်
ကျွန်တော် PDF file နဲ့ကြည့်လို့ရတယ်ဆိုရင် eSIM နဲ့လည်းကျွန်တော်တို့ဒီမှာကြည့်လို့ရပါတော့ကျွန်တော်ဒီမှာတော့မထုတ်ပြတော့အရင်ရှည်သွားမှာဖြစ်လို့ပေါ့အဲဆိုတော့ကျွန်တော်တို့ back to ကိုပြန်သွားပြီးရင်ကျွန်တော် announce လုပ်တာဒီကနေပြီးပေါ့ကျွန်တော်တို့ promotion ရှိရင်ပဲဖြစ်ဖြစ်ဒီ customer ကျွန်တော်တို့အတိပေးချင်တာစသဖြင့်အဲ့လိုမျိုးရှိရင်ကျွန်တော်ဒီကနေကျွန်တော်တို့အတိပေးလို့ရပါတယ် payment info ကတော့ကျွန်တော်ပြောခဲ့ပြီးတော့ကျွန်တော်တို့ဒီaccount change သွားတာပဲဖြစ်ဖြစ်ဒီ payment ထည့်ချင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုကျွန်တော်တို့ဒီ payment info ကနေကျွန်တော်တို့ဒီမှာကြာလာတဲ့ပုံစံဒါကကျွန်တော်ထည့်ကြံပြုလို့ပေါ့နော်ပုံကျွန်တော်ဒီမှာဟောလုပ်ထားပြီးဒီလိုမျိုး scan ပုံလေးနဲ့ဒီရဲ့ဟော payment info လေးနဲ့ကြာမှာဖြစ်ပါတယ်ဘယ်လောက်လွှဲရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာတခါတည်းပေါ်ပြီးမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ total amount ဘယ်လောက်လွှဲရမယ်ဆိုကျွန်တော်တို့ပါမှာဖြစ်ပါတယ်အဲ့လိုဆိုတော့ဒီဘက်မှာကျွန်တော်တို့ဒီရဲ့ system setting တွေကိုပဲကျွန်တော်သွားလိုက်မယ်နော်ဒါ payment info ဒီမှာပြရမယ်ဆိုတော့ဒီရဲ့ဒါက channel owner ဘက်ကမှာ setting ကိုနှိပ်လိုက်မယ်ပြီးတော့ရင်ကျွန်တော် channel name ဒီမှာ change channel name ထည့်ပေးရမယ်ဒါ voucher မှာပါမယ့်ဟာတွေပေါ့ဒီဟာတွေက set logo မှာကျွန်တော်တို့ဒီရဲ့ဆွမ်းနာကျွန်တော်တို့ဒီမှာပေါ်တဲ့ voucher ရဲ့ logo လေးပေါ့နော် voucher ဆွမ်းနာ voucher ပြောပါမယ်ကျွန်တော်တို့ဒီ logo လေးထည့်ပေးရမယ့်နေရာဖြစ်ပါတယ်အဲ့နေရာလေးဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီအဲ့နှစ်ခုဆိုရင်ကျွန်တော်တို့ဒီရဲ့ဟောမှာပုံလေးတစ်ခြားပေါ်နေမှာဖြစ်ပါတယ်ဒီလိုမျိုးပေါ့ကျွန်တော်ဆိုရင်ဒီကျွန်တော်ရဲ့ bot နာမည်နဲ့ AGMM bot shop ဆိုပြီးကျွန်တော်ကနာမည်ပေးထားလို့ဒီရဲ့ဒီ channel owner ရဲ့နာမည်က shopping ဘာညာဖြစ်ရင်လည်းဒီမှာအဲ့နေရာမှာထည့်လိုက်တာနဲ့ဒီမှာပေါ်မှာဖြစ်ပါတယ်ပြီးဆို logo လေးကလည်းဒီနားမှာပေါ်နေမှာဖြစ်ပါတယ်ဒီ thank you ဆိုတဲ့နေရာလေးလက်ထည့်ပြီးဆိုကျေးဇူးတင်ပါတယ်ဘာညာမြန်မာလိုပေါ်ကျွန်တော်ရေးပေးမှာဖြစ်ပါတယ်အခုကကျွန်တော်ရေးလက်စာဖြစ်နေလို့ပေါ့နော်ဒါက zero ပို့ဖြစ်ပါတယ်ဆိုတော့ဒီ link ဆိုတာကတော့ကျွန်တော်တို့ဆွမ်းနာဒီလို order တွေကိုဒီထဲကိုရောက်သွားဖို့အတွက်ကျွန်တော်တို့ဒီမှာအဲ့ channel တွေကိုကျွန်တော်တို့ channel တစ်ခုနှစ်ခုသုံးခုပေါ့နော်သုံးခုရှိမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ link တစ်ခါလေးချိန်ပြရမှာဖြစ်ပါတယ် link ချိန်ထားဆိုကျွန်တော်တို့ဒီမှာ order တစ်ခါလေးတင်ဒီမှာ order တင်လိုက်တာနဲ့ဒီမှာတစ်ခါလေးကျွန်တော်တို့ဒီ channel တွေကိုတစ်ခါလေးရောက်သွားမှာဖြစ်ပါတယ်အဲ့တော့နည်းနည်းဒီနေရာမှာတော့ကျွန်တော်တို့မေးရမှာနည်းနည်းပို့ပြီးတော့ထည့်ရမယ်လို့ထင်ပါတယ်ကျွန်တော်ဒီနှစ်ခုလောက်နဲ့တော့အဆင်မပြေသေးဘူးပေါ့ okay ဒီရဲ့ဟောမှာအဆင်မပြေတာရှိရင်ကျွန်တော် admin ဆက်သွယ်တာစသဖြင့်အဲ့လိုမျိုးလုပ်ရင်တော့ပိုအဆင်ပြေမယ်လို့ကျွန်တော်စဉ်းစားထားပါတော့နောက်ကျရင်တော့ဒီနေရာမှာကျွန်တော်တို့ chat box တွေပါတွေစားထိုးပြီးတော့ကျွန်တော်တို့ပြောဖို့လဲထည့်ဖို့လဲစဉ်းစားနေဒါပေမဲ့အဲ့ဟာကပိုပြီးအဆင်မပြေဖြစ်မလားဆိုပြီးတော့ကျွန်တော်တို့ဒီပုံစံအတိုင်းပဲရေးထားတာဖြစ်ပါတယ်ကျွန်တော်ဒီဟာဆိုတော့အချိန်ကနည်းနည်းလေးတော့အဆင်ပြေနေပြီလို့ထင်ပါတယ်ကြံပေးချင်တာကျွန်တော်တို့အဲ့လိုရှိရင်ဆိုကျွန်တော်ရဲ့ comment မှာတစ်ချက်လောက်ရေးပေးခဲ့ပါဒီနေ့ကတော့ဒီမှာပဲကျွန်တော်တို့အဆုံးသတ်လိုက်မယ်ပေါ့နော်ဒါက channel မှာဒီရဲ့ဒီဝယ်သူနဲ့ဒီရဲ့ရောင်းတဲ့သူရဲ့ဘက်ကကျွန်တော်တို့ရေးထားတဲ့အပိုင်းဖြစ်ပါတယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဗျ